ဒေါ်နုနုသည်အသက်ကြီးလာပြီဖြစ်လေသည်သို့သောသူမသည်မနာလိုဝန်တော်သောစိတ်အလွန်ကြီးသောမိန်းမကြီးတူဟုဆိုရပေမည်သူမ၏အိမ်၌သူမ၏တူမဖြစ်သူအိမ်အောင်ကြ၍ရောက်လာသောအခါတွင်တူမ၏ယောက်ျားမင်းထင်ကိုတစက်မှကြည့်မြမင်းထင်ကလည်းစာပေအနုပညာသမားရောင်ဘာရောင်ဟုသူမကထင်သည်မဟုတ်ပါဘူးအန်တီနုရဲ့ကိုကမဂဇင်းတိုက်မှာအလုပ်လုပ်တာပါ10တန်းမအောင်ပေမဲ့သူကစာရေးသားတတ်ပါတယ်အမလီခင်မီရဲ့ဒီခေတ်မှာများဒီလိုလူမျိုးကိုညှိယူရတယ်တကယ်အောက်တန်းစားကလေးကချီစင်ဒေါ်နုနုကသာမင်းထင်ကိုမုံနေသည်မင်းထင်ကတော့သူဝယ်လာသည့်စားစရာကလေးများပါလျင်မေရေဒါကိုအန်နီနုကြိုက်တယ်အန်နီနုကိုကြွေးပါဟုပြောလေးရှိ၏မင်းထီကြီးမြစ်တာကတကယ်လဲမှန်သည်သူကိုမကြားတကြားပြောသည့်တိုင်အောင်မတိချင်အောင်ဆောင်ရည်သာလေးနေသည်အစားအစာကိုတော့မြစ်တာမပြတ်ကျွေးလေသည်ဒေါ်နုနုကစိတ်ကြည်သာသည့်အခါတွင်ကယူ၍စား၏မင်းထင်မင်းဝင်လာတဲ့မုတ်ကတဲကောင်းတာပဲဒေါ်နုနု၏အထက်အမကြီးဒေါ်ယူယူကဒေါ်နုနုကိုပြုံးကကြည့်နေလေသည်စားနုနုရေစားပြီးရင်လဲစိတ်ကောင်းမွေးနော်ထိုစကားတခုကိုနုနုကမခံနိုင်အမေနုနုကိုဒီလိုမပြောပါနဲ့နုနုကတောင်းဆတာမဟုတ်ပါဘူးသူတို့ကြွေးလို့စားရတာပါဟုဆိုသည်အမှန်တော့ဒေါ်ယူယူနှင့်ဒေါ်နုနုညီမမိဘလက်ထံမှပိုင်သောအိမ်ကလေးတွင်နေကြခြင်းဖြစ်ရာတူမတော်သူခင်မေကိုဒေါ်ယူယူကခေါ်ထားသောကြောင့်သာဒေါ်နုနုကမလွဲသာ၍လက်ခံထားရခြင်းဖြစ်လေသည်ဒီမဲနုနုရေမျက်စိအားဆိုတဲ့တရားကကြောက်စရာကောင်းတယ်ဟဲ့နင်လည်းအသက်ကြီးပြီးယောဂကလည်းရှိတယ်မေတ္တာစိတ်ကိုမွေးနော်နုနုကဘာများမကောင်းတဲ့စိတ်မွေးနေလို့လဲမယူမောင်မင်းထင်ပြန်လာရင်ဘာဖြစ်လို့စောင်းရတာလဲသူဘာများမကျေနပ်စရာရှိလို့လဲအိုးခင်မေရဲ့လှတာကိုကတ်စားနေတာဘာမှဝင်ငွေရှိတဲ့ကောင်မဟုတ်ဘူးကျမနှင်ချပစ်ချင်တယ်သူရှိနေသမျှခင်မေဒုက္ခများမှာပဲခပ်ပါလားနုနုရဲ့ဒါသူများလေများကိစ္စဒီအိမ်ကလည်းနင့်အိမ်မဟုတ်ဘူးငါလဲပိုင်နေနေမာနေတဲ့ခင်မေရဲ့အမေစင်လဲပိုင်နေနင်ဘာလို့ဒီလိုမျက်စိရဖြစ်နေရတာလဲအဲ့ဒါကိုနေတဲ့နေရာမှာသူများလာနေတာကိုမကြိုက်တဲ့အာဝါဒမျက်စိရလို့ခေါ်တယ်အဆိုးဆုံးပဲနောင်ဘဝပါတတ်တယ်အကြီးဆုံးအမကညီမျှပင်ဆုံးမတော်လဲနုနုသည်ထိုနေ့ညနေကဘာမှမဟုတ်သောကိစ္စနစ်စာကနင်ဟာခွေးလိုကောင်အိမ်မာမနေနဲ့ဟဲ့နေစရာမရှိရင်လမ်းဘေးမှာနေကလေးကချီအိမ်ပေါ်ကဆင်းဟုနှင်ချလေသည်မင်းတင်ကဒါဒေါ်နုနုတယောက်တည်းပိုင်တဲ့အိမ်မမဟုတ်ပဲဗျဟုပြောလေရာလူဘာဝတဲ့ကောင်ငါအိမ်မှာလဲလာနေသေးတယ်ငါကိုများဒီလိုပြောရသေးတယ်ဟဲ့ကောင်နင့်ကိုငါတတ်မယ်အသက်60ကျော်မိမကြီးကဓားကိုဆွဲသည်မင်းထင်ကတော့အမှန်တရားကိုတခွန်းသာပြောကာခက်အေးနေလေသည်ထိုမှစ၍မင်းထင်နှင့်ဒေါ်နုနုစကားမပြောအဖြစ်ပြက်ကမြန်ဆန်သည်ဒေါ်နုနုပင်စင်ထုတ်ရန်အသွားလမ်းမှမောလာ၍ခရီးသည်များကဖေးပါကဈေးကန်းသို့ပို့ရသည်ဒီနောက်ဈေးကန်းမှဆေးရုံသို့ပို့လိုက်ရာထိုနေ့ညနေ9 နာရီမှပင်ဆုံးသွားရှာလေသည်သူမ၏ပင်စင်စာအုပ်မှလိပ်စာဖြင့်အိမ်သို့လာအကြောင်းကြားတော့မှဒေါ်ယူယူတို့ခင်မီတို့ကလိုက်၍သွားရလေသည်မျက်စိရစိတ်ကြီးသောဒေါ်နုနုမှာထိုနေ့ညနေမှပင်လူမမြင်သောခင်မီကိုဝင်ကာဘူးလေသည်ခင်မီတယောက်ငိုချပစ်တော့သည်ခင်မီဟဲ့ခင်မီဘာဖြစ်တာလဲခင်မီ၏အမေဒေါ်စင်စင်ပါရောက်နေ၍ခင်မီကိုလှုပ်ခါမေးသည်ထိုအခါတွင်မှငိုနေသောခင်မီ၏နှုတ်မှာဒေါ်နုနုအတန်ပေါ်လာသည်စင်စင်မယူပင်မလဲငါနုနုပါတေဆုံးသည့်နေ့မှာပင်ဒေါ်နုနုကဝင်ဘူးသောကြောင့်အပေါ်တက်တွင်နေသောဒေါ်ယူယူကပရီးကိုကိုင်းကဆင်းလာသည်နုနုညီမပြောဘာဖြစ်နေလဲနုနုနင်အခုဘာမှရောက်နေလဲကျမလမ်းဆောင်ကခေပင်အောက်ကမျက်ဖုံမှာနေရတယ်မယူစားစရာလည်းမရှိဘူးအဝတ်လည်းမရှိဘူးအင်းမယူတို့လာပြီးမယ်ဘာလို့ချင်လဲပြောကျမရဲ့တစ်တာတွေကအဝတ်တွေထည့်ထားတဲ့ဗီဒီယိုအောက်မှာ
ကျမသိမ်းထားတဲ့ငွေ3 သိန်းခွဲရှိတယ်။ရုံးကဒေါ်မမကြီးစီကအကျွေး1000ရစရာရှိပါတယ်။ရွှေလက်ဝါးဖနက်ဆိုင်ကဖနက်တရံဖို့မပေးရသေးဘူး။လမ်းထိပ်ကခရီးပင်အောက်မှာအခုနေရတယ်။ခရီးပင်ပေါ်မှာနေရဘာလို့မနေရတာလဲ။ခရီးပင်ပေါ်ကပုပ်ကိုကြီးကကျမကိုအတက်မခံဘူး။သူ့ကိုကြောက်ရလို့မျက်ဖုတ်ထဲမှာနေရတာပါ။ကျမလမ်းကကားပြက်ကြီးကိုစောင့်ကြည့်နေရတယ်။သူတို့လမ်းထိပ်ခရီးပင်နှင့်မျက်နှာချင်းဆိုင်တွင်ကားပြက်ရှိလေသည်။ထိုကားပြက်ကိုရုံသွားတိုင်းဒေါ်နုနုသည်ရှုပ်လိုက်တာလူလိုမသိတဲ့သူတွေဟုပြောသွားလေရှိ၏ခဏအကြာတွင်ပရလောကမှရောက်လာသောဒေါ်နုနုမှပြန်ထွက်၍သွားလေတော့သည်ရက်လဲဆုံးတော့သောနေ့တွင်ထိုခရီးပင်အောက်သို့သွားကတရားနာဖို့ဖိတ်ရာဒေါ်ယူယူရောဒေါ်စင်စင်မှအပုပ်နှက်များဟောင်းကနေရသည်ဟုဆိုကြလေသည်တရားနာသောအခါတွင်လည်းသူ့ဖို့နေရာသတ်မှတ်ပေးရာမကြာခဏအပုပ်နှက်ရနေကြသည်ဆို၏တရားနာအမျှဝေပြီးတော့မှအိမ်ရှိကွန်းသီးပင်မှကွန်းသီးဘက်သည်ဝုန်းကဲအိမ်ဝင်းတွေ့သို့ကြာလာသည်ကိုတွေ့ကြရလေတော့သည်ဘဝတန်တရားဆိုသည်ကကြောက်စရာကောင်းလာတော့သည်မိမိကိုမသေးဟုထင်ကသူတစ်ပါးအားအိတ်တာမစ္စယမမွေးဖို့အရေးကြီးကြောင်းဒေါ်နုနုအဖြစ်ကသက်သေပြနေသည်ရွှေလဝါဖနက်ဆိုင်မှဖနက်ဖိုး1000နှင့်ရုံးမှငွေတို့ချေခဲ့သည့်အကျွေး1000တို့မှာဒေါ်နုနုပူး၍ပြောသည့်အတိုင်းမှန်နေ၍မိသားစုတို့မှာများစွာတန်ဝေကရမိကြတော့၏